အမကြီးကျွန်တော်တို့ကဝန်နှမ်းမလို့တောင်ကြနီယိုတော့မသုံးနိုင်သေးဘူးအမစီမှာဘာကောင်းတာလေးများရှိအောင်မလဲဈေးလေးတင်ပြီးတော့တကယ်ကိုမှအဆင်ပြေစေတဲ့ဒါဘာလေးရှိမလဲဆိုပြီးတော့မေးထားတဲ့အကူလေးမောင်လေးတွေကိုပြောပြချင်ပါတယ်ကိုကတောင်ကြနီယိုမတက်နိုင်သေးဘူးဟုတ်တယ်သူကတစ်လစာတပူကို6000 8000ဆိုတော့ကိုတို့အတွက်ဒီဝန်ထမ်းတာမန်ဝန်ထမ်းသမားတွေအတွက်ကအဆင်မပြေဘူးအဲ့ဒါကြောင့်မလို့ခင်လေးတို့စီမှာဆိုရင်ရှစ်မတက်ယိုနဲ့နန်းလုံးဆိုင်အဝါရောင်လိမ့်စီရှိမယ်เนาะဒီရှစ်မတက်ယိုမှာဆိုလို့ရှိရင်လည်းတောင်ကြယိုမှာပါဝင်တဲ့ခွေးလျာစိရှစ်မတက်ဦးဒီပြားရီထောဘက်အကုန်ပါပြီးသားเนาะဒီပေါ့เนาะကိုကကိုယ်စီမတက်နိုင်သေးဘူးဆိုရင်ဒါလေးသုံးပေးဖို့လိုပါတယ်ဒါလေးကမနေ့တစုံညတစုံပုံမှန်လေးစားပေးုံနဲ့တကယ်ကိုမှအိမ်တော်ကြီးဒုက္ခကိုပြေးဝစေတယ်အဲ့ဒီအပြင်ကိုမှကျန်းမာရေးဖြစ်တဲ့ C1 မှန်စေတယ်ဒီ C1 မှန်စေတယ်စားဝင်အိပ်ပျော်ပြီးတော့အာရင်ကိုပြေးဝစေတယ်မနေ့ဆိုရင်အလုပ်ထဲမှာလည်းစိတ်တက်ကြွနဲ့ပေါ့နော်လန်းဆန်းစေတယ်ကိုကဒီထိရောက်နဲ့တုံးကျင်တဲ့အတွင်းအားအပြင်အားထမမှုကိုလည်းကြာစီခြင်းနဲ့ဆိုရင်လိမ့်စီလေးလည်းရှိတယ်နှလုံးဆိုင်အဝိုင်းအောင်လိမ့်စီလေးကိုတွဲသုံးလို့ရပါတယ်သူကတော့15ရက်စာတူကို2100တောင်ကြဒီရှင်းမတက်ယူကတော့15ရက်စာတူကို3100တစုံလိုက်မှ9200ပဲကြပါတယ်ကိုကစမ်းသုံးကြည့်နေတယ်ဆိုရင်လည်းရှင်းမတက်ယူကိုစသုံးပါယူအဓိကအတွင်းအားဖြည့်ပြီးမှအပြင်အားကိုသွားပါလို့ပြောချင်ပါတယ်ရှင်ကဲဘာလို့လဲဆိုတော့ခင်လေးစီမှာဆိုလို့ရှိရင်နော်ဒီရုံးမိုင်းဆိုင်ရာကိုတယောက်ပေါ့နော်ရုံးမိုင်းဆိုင်ရာကိုတယောက်ကအမြဲတမ်းသူကစားတယ်ဒီနေ့စီမှာဒီပေါ့နော်ပထမတော့သူကတစ်လောက်နှစ်ဘူးလုံးစားတယ်ပေါ့နော်သူကလိမ့်စီတော့မတုံးဘူးလူငယ်ပိုင်း30အရွယ်လေးပဲဖြစ်သေးရဲ့ပေါ့နော်ဒါပေမဲ့သူကစားစည်းယူကိုတော့အဆက်မပြတ်စားတယ်ဘာဖြစ်လို့အဆက်မပြတ်စားလဲဆိုတော့သူကအလုပ်ထဲမှာပေါ်ပါလန်းဆန်းတယ်အထိုင်များတယ်ဒီစိတ်ပင်ပန်းမှုများတယ်ဒါကြောင့်မလို့သူကအဝလွန်တဲ့ထဲမှာလည်းပါတယ်ဒါကြောင့်မလို့သူကဒီရှီယိုလေးစားကိုစားမှအဆင်ပြေမှာလန်းဆန်းစီမယ်စိတ်ပေါ်ပါလန်းဆန်းစီတယ်ဒါကြောင့်မလို့ကျွန်တော်ကအမြဲတမ်းစားတယ်ပေါ့နော်အခုဆိုရင်အရင်တော့3လလောက်ကတော့တစ်လောက်2ဘူးနှုံးနဲ့6ဘူးစားပြီးသွားတဲ့နောက်ပိုင်းမှာကျွန်တော်ကအဆက်မပြတ်လေးပေါ့နော်တနေ့ကိုတစွန်းနှုံးနဲ့တစ်လစာစားလိုက်တယ်အဲ့လိုမျိုးလေဖြည်းဖြည်းချင်းဖြတ်ဒါကတဘာဝဖြစ်တဲ့အတွက်ဆေးဘက်လဲသွားရင်တော့အခုလိုအဆင်ပြေသွားပြီရာသက်ပံဖြစ်တဲ့အတွက်အမကြီးကျွန်တော်တို့ကဝန်နှမ်းမလို့တောင်ကြနီယိုတော့မသုံးနိုင်သေးဘူးအမစီမှာဘာကောင်းတာ